ဒီလူကဒီမြေထဲကနေသူတနေ့ကိုရွှေဘလောက်ထုတ်ယူနိုင်တယ်လဲဆိုတာကိုအထောက်အထားနဲ့ဓာတ်ရိုက်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဆက်ထဲမှာရွှေလုံလောက်အောင်စုမိပြီလို့ခန်းစားရတာနဲ့သူကလူတွေကိုအားကျသွားအောင်လို့စတင်ပြီးရွှေစုပြပါတော့တယ်ပြီးတော့မိနစ်20အတွင်းမှာသူဘလောက်ရွှေစုမိတယ်လဲဆိုတာအတိအကျပြဖို့အရေးကြိုပြလိုက်ပါတယ်တရုတ်နိုင်ငံကဂျာကင်အင်ဂျီတွေနဲ့ဖက်နက်တွေကိုဖန်တီးထားပါတယ်အဲ့ဒါတွေကရေထိမိလိုက်တာနဲ့ချက်ချင်းအယောင်ပြောင်းသွားပါတယ်ဒါကမော်အတက်မဟုတ်ပါဘူးဒါကတကယ်တော့အပူတုတ်ပြန်မှုနီးပညာပါအသုံးပြုထားတဲ့ပစ္စည်းကအပူချိန်နဲ့စူတိုင်းစားကိုတုံ့ပြန်တာကြောင့်ချက်ချင်းအယောင်ပြောင်းသွားစေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့လူတွေကဒါကိုမြင်တဲ့အခါမှာအံ့အားသင့်သွားကြပြီး fashion နယ်ပယ်ပညာရပ်မှာတမှုထူးခြားတဲ့တီထွင်မှုတစ်ခုလို့မှတ်ယူကြတာပါဒီလူကကြက်ချီတောက်တုံးလေးတွေကိုဒီဒဲအိုးထဲထည့်ပြီးစက္ကန့်10စက္ကန့်အတွင်းမှာချက်ပြုတ်ဖို့လုပ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီဒဲအိုးကပြောင်းမှုပေါက်ပေါက်တွေကိုတောင်မှချက်နိုင်ရင်စက်သားကိုဘာလို့မချက်နိုင်ရမှလဲလို့ထင်ပြီးမိကိုအနေငယ်စားထွက်လာတာနဲ့သူ့စက်သားမီးလောင်သွားပြီလို့ထင်ပြီးချက်ချင်းပဲဒဲအိုးကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးဒဲအိုးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာကြက်ချတောက်ကလုံးဝမီးမလောင်တဲ့အပြင်အကောင်းဆုံးအခြေအနေမှာချက်ပြုတ်ပြီးသားဖြစ်နေပါပြီ